အားလုံးပဲမင်္ဂလာပါနော်လိုက်လွှဲနေဆိုတာရှိရှင်မလည်းရှိမယ်မရှိရှင်လည်းမရှိဘူးဒါပေမဲ့တယောက်နဲ့တယောက်ဒီတင်းစကားလေးတွေတစ်ခုပြီးတစ်ခုကူညီသွားရင်ကျွန်တော်တိတ်ပွဲရလုံးဝအေးပြစ်လိုက်လို့မရအောင်ညတိတ်မဲ့ညကြရင်တက်မုံတီးတဲ့ကိစ္စပေါ့နော်ညကြရင်တက်မုံပုံမှန်တီးတာဖြစ်နေရင်မီးလေးတွေပြောင်းပြစ်တာအဲ့ဒါတွေကိုပို့လုတ်တင်တယ်လို့ထင်တယ်နော်ဒါပို့လုတ်တင်တယ်လို့ထင်တဲ့အကြောင်းတွေ့ရမယ်နော်ပြည်တွင်းပြည်ပတပြိန်နဲ့လှုပ်ရှားဖို့အချိန်ကတစ်ပတ်ပဲရှိတယ်ပြည်တွင်းပြည်ပတပြိန်နဲ့လှုပ်ရှားမယ်အစီအစဉ်ကတစ်ပတ်ပဲရှိတယ်အဲ့ဒါလေးကိုပြောပြမယ်ဘာလဲဆိုတော့မင်းအောင်လည်းရဲ့အကြံကဘာအကြံလဲဆိုတော့သူက cyber law တွေပြောင်းမယ်တရုတ်ပြည်လိုမျိုးကိန်မယ်အဲ့အကြံသူကတူနဲ့တူအကုန်လုံးတိုင်းဒီလုံးငရဲတွင်းနဲ့ကိုသူကဆွဲတွင်းမဲ့အစီအစဉ်သူ့မှာရှိတယ်ဆွဲတွင်းမဲ့အစီအစဉ်ကိုကျမတို့နိုင်ငံတကာမှာရောက်နေတဲ့လူတွေရတယ်အဲ့ဒီဆွဲတွင်းမဲ့အစီအစဉ်ကိုအတေလဲလိတ်ဖြတ်နေဘာဖြစ်လဲဆိုတော့သူတို့ပြပရဲ့အာကိုဥမာဆိုရင်မြန်မာစီးပွားရေးဘဏ်ပေါ့နော်သူတို့အစိုးရဘဏ်အဲ့မြန်မာစီးပွားရေးဘဏ်နဲ့ဟိုဝင်တဲ့စီးဝင်မဲ့အပြင်ပြပအခွန်နေဆိုလို့ရှိရင်ဥမာပေါ့နော်စင်ကာပူလိုနိုင်ငံမျိုးဆိုလို့ရှိရင်ဥမာနမူနာအနေနဲ့ပြောပြရမယ်ဆို IRAS ကိုစောင့်ထားတာ IRAS ကိုစောင့်ထားတဲ့အခွန်စောင့်ထားတဲ့ဟာကိုကျမတို့နိုင်ငံကကျမတို့ပြည်သူရွေးချက်တင်မြောက်ထားတဲ့တမရအဖွဲ့အစည်းမဟုတ်သေးတဲ့အတွက်ကြောင့်မလို့ကျမတို့ပြည်သူတွေစီကပတ်စံကိုဒီရဲ့တမရစီကိုမပေးသေးဖို့ပေါ့နော်သူက4ရက် April 4 လပိုင်းလောက်ဆိုလို့ရှိရင်သူကအဲ့ဒီအခွန်ကြီးအကုန်လုံးကမြန်မာစီးပွားရေးဘဏ်တွေကိုထည့်ရတာနော်အဲ့ကြတော့ပြပမှာရှိရဲ့လူတွေကအဲ့ဒီရဲ့ပတ်စံတွေအကုန်လုံးကိုမြန်မာပြည်ထဲကိုဝင်မသွားအောင်အဲ့ဒီပတ်စံတွေမြန်မာပြည်ထဲဝင်မသွားဘဲနဲ့CDM လုပ်နေတဲ့ဝန်ထမ်းတွေရဲ့လက်ထဲကို direct ရောက်တဲ့နေကိုပြည်တွင်းပြည်ပစ조사နေတယ်ပြည်တွင်းပြည်ပစ조사နေတဲ့အခါကျတော့ तू ကရုံမာတဲ့အကြံဉာဏ်အဲ့ဒါတွေအကုန်လုံးအင်တာနက်လင့်နေလဲရှိတ်ပြောမှာအကုန်လုံးကဝိန်းလောက်ကြတယ်ဥပမာဆိုအမေရိကန်ကလည်းပိတ်ဆို့မှုဆိုတာဘာကိုပိတ်ဆို့လဲလူထုနာဝါမဲ့ပိတ်ဆို့မှုမျိုးသူတို့ကမလုပ်ဘဲနဲ့ဘာကိုလုပ်တယ်လဲဆိုတခါလဲ CDM လုပ်တဲ့ဆရာမတွေ CDM လုပ်နေတဲ့လူတွေထိရောက်မှုတွေကိုတခါလဲပြောမယ်နော်ထိရောက်မှုတွေကိုတခါလဲပြောမယ်နော်ဘယ်လိုထိရောက်မှုရှိတယ်လဲဆိုလို့ရှိရင်နိုင်ငံတကာကကျမတို့သူတို့ဒီမြန်မာလူမျိုးတွေနိုင်ငံတကာမှာအလုပ်လုပ်ခွင့်ပေးထားတယ်ဥပမာထိုင်းလန်တို့စင်ကာပူတို့ဂျပန်တို့ကိုရီးယားတို့ထားလိုက်အာချနိုင်ငံပေါ့နော်အမေရိကန် USA ကတော့ဒါသူတို့ကအခုမှပွင့်တာအမေစုလက်ထက်မှာပွင့်တာဆိုတော့ဒါတွေကတိတ်မထားနဲ့နီးတဲ့နိုင်ငံတွေအကုန်လုံးကမိမိအဲ့ပြပရောက်နေတဲ့လူတွေစ조사မှာမိမိတင်မြောက်ထားတဲ့တမရမဟုတ်တဲ့အတွက်ကြောင့်မို့ဒီအခွန်ငွေတွေကိုတကယ်တမရရောက်လာတဲ့အချိန်မှာတရားဝင်မှာလည်းဒီတမရကတို့တွေတမရတရားဝင်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တင်လာတဲ့လူကတမရမဝင်နေတဲ့အတွက်ကြောင့်မို့သူတို့ထုတ်ပြန်တဲ့အမိန့်တွေလည်းစောက်ကျူးစိတ်စရာအကြောင်းမရှိဘူးဒါမဲ့အဲ့ဒီအတွက်ကြောင့်မလို့လိမ့်တွေအများကြီးဖြတ်ခံနေရပြီဟုတ်တယ်ဖြတ်မှာသူတို့ဖြတ်လိုက်မယ်တစ်ခုချင်းဖြတ်လိုက်မယ်မဖြတ်ခင်မှာအကုန်လုံးလောက်ထားမှာအကြောင်းရCDM ပြနေတဲ့လူတွေကျမတို့ပြည်ပရောက်နေတဲ့လူတွေကလည်းအဲ့ဒီ CDM ပြနေတဲ့ဝန်ထမ်းတွေလက်ထဲကိုထောက်ပံ့ကြေးရဖို့အတွက်ဘလို့နီးနဲ့ရောက်မလဲဆိုတဲ့ဟာကိုအဖက်ကနေမီတင်လုပ်တဲ့နဲ့နောက်ပြီးတော့မှဒီရဲ့နိုင်ငံခြားဘက်ကဝင်လာတဲ့အခွန်ငွေတွေအကုန်လုံးကိုသူတို့ရဲ့ထဲကိုမဝင်သွားသေးအောင်ဒီ4 လပိုင်းမှာမဝင်သွားသေးအောင်ဘလို့တားရမလဲဆိုတော့တောင့်ခံရဲ့နောက်ပြီးတော့မှအဓိကကသူတို့ရဲ့နိုင်ငံတကာမှာလှုပ်ထားတဲ့သူတို့ကုမ္ပဏီအကုန်လုံးကိုရှယ်ယာခံလိုက်ပြီးတော့မှသူတို့ကုမ္ပဏီသူတို့စီးပွားရေးသူတို့သားသမီးသူတို့မြည်မြစ်စီးပွားရေးတွေအကုန်လုံး block လုပ်တာနော်အဲ့ကောင်တွေကိုတားမြစ်ပြတာအဲ့တားမြစ်လို့ရှိရင်သူတို့ရဲ့ဝင်ငွေတွေကအကုန်လုံးကရက်သွားလိုက်မယ်ရက်သွားလိုက်ပြီးလို့ရှိရင်ဒါနံပါတ်1အကြီးဆုံးပေါ့နော်ရက်သွားပြီးလို့ရှိရင်သူတို့စီမှာအဲ့သူတို့တက်နေတဲ့ဝန်ထမ်းတွေကိုတွားပြီးရမချနဲ့အဲ့တောင်းပန်ကြော်ထက်အောင်တောင်းပန်တယ်လို့မျိုးတောင်းပန်တာကောင်းတယ်သူတို့တက်နေတဲ့လူတွေကိုလည်းကျမဒီကနေသတင်းပေးလိုက်မယ် CDM လှုပ်ရှားမှုမှာဝင်ပါတဲ့လူနဲ့ဝင်မပါတဲ့လူဘယ်လိုတက်ရောက်မှုမျိုးရသွားမလဲဆိုတာတခါတည်းပြောပြလိုက်မယ် CDM ဝင်ပါတဲ့လူက CDM ဝင်မပါတဲ့လူကနောက်ကြလို့ရှိရင်သူတို့ဘလောက်အားကိုးနိုင်မှာလဲတရုတ်ကဘလောက်ထောက်ပံ့နိုင်မှာလဲနောက်ဆုံးတရုတ်က Cyber Law ကိုထောက်ပံ့မယ်ဟုတ်လား Cyber Law နဲ့ဒီ internet ကိုဖြတ်မယ်မြန်မာလူထုကလည်းနီးမျိုးစုံနဲ့အခုခက်ခဲလူငယ်တွေရဲ့အုံနောက်ကိုလုံးဝကိုမချော့တွက်နဲ့ခုကလူငယ်တွေရဲ့အုံနောက်ကိုတစ်စက်ကလေး short တက်တာနဲ့တစ်စက်ကလေးနာသွားမယ်ဆိုတဲ့ဟာကိုပြောပြမယ်။နောက်နင်တို့ CD Cyber Law ဖြတ်တာနဲ့တရုတ်နဲ့လုပ်နေတဲ့စီးပွားရေးအကုန်လုံးကိုဝင်ထုပစ်ဖို့နော်ဝင်ထုပစ်ဖို့နင်တို့အစင်တစ်ပြင်ထားပြီလားအဝေမခံဘူးနင်တို့ရဲ့ Cyber Law ကိုမြန်မာပြည်ထဲကိုအဝေမခံဘူးနံပါတ်1
အဲ့ဒီအတွက်ကိုဘလို့လုံးမလဲဆိုတာအကုန်လုံးကစီစဉ်ထားပြီးသားသူတို့အင်တာနက်ထဲကလောကသားလူကဒီဟာဝင်လာခဲ့လို့ရှိရင်အကုန်လုံးပိတ်လို့ရှိရင်အကုန်လုံးမျက်စိကိုလမ်းပိတ်ပြတာဟုတ်သူတို့ရဲ့အတွင်းရေးကိုပြောလို့မရအောင်အပြင်ကိုထွက်လို့မရအောင်ဆိုတဲ့ပုံစံမျိုးပိတ်ပြတဲ့ပုံစံမျိုးအဲ့ဒီပုံစံမျိုးတရုတ်ကပဲတုံးတာတရုတ်ကပဲတုံးတော့ဒီဟာတရုတ်က supporting လုပ်နေတယ်ဆိုတဲ့ဟာလုံးဝတင်ကြတယ်နံပါတ်1နော်ဒါကြောင့်မို့ကိုရီးယားမှာရှိရဲ့ဆီယာမရှန်ရှန်ကသူတင်ပြတာသူပြောပြထားတာ तू ကအပြင်တွေကိုမြင်အောင်လို့ तू တင်ပြတဲ့အခါမှာဆေးလေရင်အခုညီလာတဲ့ဆေးကူရမယ်လေရင်ဒါတော့အရေးကြီးနေတဲ့အချိန်မှာကာကွယ်ဆေးကူရဲ့လေရင်ကြတော့အစင်းမခံဘူးသူတို့တရုတ်လေရင်အစင်းခံတယ်ဒီလက်နက်တွေပါဆိုတဲ့အခါခိုးထွက်နေတဲ့ဟာတွေအကုန်လုံးဓာတ်ပေါ်နဲ့အင်တာနက်လောကထဲကိုပြန့်နှံ့လာတယ်သူတို့စင်တေကိုစိတ်တရေနဲ့ဖုံးတယ်ဖုံးတော့ဘလို့မှမဖြစ်ဘူးဒါပေမဲ့သူတို့ကလည်းသူတို့အကွက်နဲ့သူတို့ပိန်ပြီးဆိုပြီးတော့မှသူတို့ကဒီစီစိုက်ဘာလောလာလို့ရှိရင်ပြည်သူလူထုကိုထိန်ချုပ်မယ်ပြည်သူလူထုကလည်းငြိမ်သွားမယ်ဆန္ဒပြတာတွေလည်းငြိမ်မယ်ပြည်ပကလူတွေကလည်းပြည်တွင်းနဲ့ဖြတ်လိုက်တဲ့အခါကျလို့ရှိရင်ပြည်ပရဲ့လှုပ်ရှားမှုကလည်းမထိရောက်တော့ဘူးသူတို့အဲ့ဒီရဲ့အခွင့်ကိုသူတို့ဖမ်းတာအဲ့ဒီစိုက်ဘာမဝင်လာခင်မှာသူတို့ရဲ့ဟာတွေအကုန်လုံးဟိုကအပြုတ်ဖြုတ်ပါကျမတို့ဒီဆန္ဒပြနေတဲ့ကလေးတွေတောင်မှကျမတို့ကဒီလိုပြပါဒီလိုဖြစ်ပါတယ်ဆိုတဲ့ဟာတော့သူတို့လောက်သွားတဲ့ view ဟာတွေကလိမ့်လို့မမီတဲ့ view ဟာတွေနဲ့သူတို့လောက်သွားတယ်အဲ့ကြတော့ပြည်ပမှာရောက်နေတဲ့ပညာရှင်တွေပြည်တွင်းမှာရောက်နေတဲ့ပညာရှင်တွေအကုန်လုံးကတပလိတ်သေးပူပေါင်းပြီးတော့မှဒီအမေရိကန်ဟဲ့ကိုဘလို့ဝင်သွားမလဲသူတို့ရဲ့ဒီကျမတို့အမေရိကန်ကိုအားကိုးတာမဟုတ်ဘူးเนาะဘာလို့ဆိုလို့ရှိရင် UN ရဲ့ခုံရုံးမှာဒီစစ်တပ်ရဲ့လက်နဲ့မဲ့ပြည်သူကိုမတရားအာဏာချိန်ထုတ်မှုနဲ့เนาะမတရားယူတဲ့ဟာတွေကိုပေါ်လွင်အောင်ကျမတို့တကွက်ချင်းရှားပြကြတာပြည်ပလူတွေကလည်းစ조사ပြီးတော့မှနော်အဲ့ကြတော့ဒီနေ့ကျမတို့ဆိုလို့ရှိရင်ဘာကိုလှုပ်ချတယ်လဲဆိုတော့ဒီငါတို့နိုင်ငံငါတို့ဆောင်လာတဲ့အခွန်ကိုငါတို့နိုင်ငံရဲ့တမတာမတိငိမ့်နေတဲ့အတွက်ဒီရဲ့အခွန်တွေကိုမပေးသေးပါနဲ့အောင်ဆိုတဲ့ဟာကိုလိတ်ဘလောက်လို့ရတယ်ဒါနံပါတ်1နံပါတ်2ကသူတို့သားသမီးတွေရဲ့စီးပွားရေးကိုဘလောက်လိတ်လို့ရတယ်ဒီစီးပွားရေးတွေကိုနော်နံပါတ်2နံပါတ်3ကျတော့သူတို့ရဲ့ပြည်ပရဲ့ဖြစ်နေတဲ့သူတို့တကယ်ကိုသူတို့ကအင်အားကြီးနိုင်ငံကိုလန်လိုက်ပြီးတော့မှတရုတ်အားကိုရင်ဖြစ်မယ်ဆိုတဲ့အတွေးအမြင်တွေကသူတို့စီမှာရှိတယ်ပြပအင်အားကြီးနိုင်ငံတွေကိုဘလို့ပြန်ဆက်တွယ်မလဲဘလို့နီးနဲ့ပြန်ဆက်တွယ်မလဲဆိုတော့လူငယ်တွေရဲ့အင်အားကို तू မမြင်ဘူးเนาะလူငယ်တွေရဲ့အင်အားကို तू မမြင်ဘူးကြီးမရဘူးတဲ့ကြီးမရတာတော့မတယောက်နဲ့တယောက်နည်းနည်းပြန်ပြီးတော့မှ share ကြည့်ကြပါတော့ဒါသူတို့ကနောက်ကြရင်ဒီကဖြတ်လို့ရှိရင်လေမြန်မာလူငယ်တွေကအစွန့်ပြီးတော့မှလောက်သွားစွန့်ပြီးတော့မှလောက်သွားဒါပေမဲ့ CDM လောက်တဲ့ဆရာမတွေကိုပြောပြချင်တာနော်နိုင်ငံကြီးတွေကပြည်သူလူထုကိုဒီဒိုးတွေကဒီပြပရောက်နေတဲ့လူတွေကအီသီယိုးပီးယားထက်တောင်နှိမ့်ကြနေတဲ့ငါတို့နိုင်ငံကိုကဲပါလို့ပြောထားတဲ့အတွက်ကြောင့်မလို့သူတို့ကဒီပြည်သူတွေကြတော့မထိခိတ်ပဲသူတို့ပဲထိခိတ်မဲ့စီးပွားရေးတွေဥအောင်အကုန်ဘလောက်ချလိုက်တာအဲ့လိုပဲပြည်နိုင်ငံတကာမှာထိုင်းနိုင်ငံမှာရောက်နေတဲ့ပညာရှင်တွေစင်ကာပူမှာရောက်နေတဲ့ပညာရှင်တွေဂျပန်မှာရောက်နေတဲ့ပညာရှင်တွေကလည်းအခုနေနိုင်ငံနဲ့သူတို့နိုင်ငံထဲသူတို့လက်ထဲအခုလက်ရှိကသူတို့ကိန်းထားတဲ့လက်ထဲဝင်မသွားအောင်ဟုတ်လားသူတို့ရအဲ့ကြောင့်မို့သူတို့အတင်းကြီးဒီစီဒီယန်လောက်တဲ့ဝန်ထမ်းတွေပြန်လာပါသူတို့အတင်းခေါ်တာဆိုတော့အခါကျတော့စီဒီယန်ဝန်ထမ်းတွေကအနေနဲ့တစ်ချက်စဉ်းစားမှာစီဒီယန်ဝန်ထမ်းတွေကဒီပကအားမရှိဘဲနဲ့စီဒီယန်ဝန်ထမ်းတွေလည်းဘဏ္ဍာငွေမရှိဘဲနဲ့ဘာမှလုပ်လို့မရဘူးဆိုတာတရုတ်ကိုတက်လုံးအားကိုလို့မရအောင်ဆိုတာဆွဆွမြဲမှတ်ထားတရုတ်ကိုတက်လုံးအားကိုရင်တရုတ်ကပို့တဲ့မွဲချောက်နေတဲ့အစားအစာပဲစားရမယ်ဆိုတာပဲမှတ်ထားနော်အဲ့ဒီမှာဆန္ဒပြတဲ့လူတွေကိုလည်းပြောပြမယ်ကျမတို့အာဆီယံနိုင်ငံမှာဘယ်နိုင်ငံတွေကတက်ရောက်မှုရှိတယ်ဆိုတဲ့ဟာကိုပြန်လေးလာပြီးတော့မှအဲ့ဒီနိုင်ငံတွေရှေ့မှာတက်ရောက်မှုရှိတဲ့နိုင်ငံတွေရှေ့မှာကျမတို့ဖက်ပါဖို့အတွက်ဆန္ဒပြရမယ်ဒါနံပါတ်1နော်ကျမတို့အတွက်ဆန္ဒဖော်ထုတ်ပြရမယ်ရုရှားတန်ယုံရှိဆိုလဲရုရှားလိုရေးနေရမယ်တရုတ်တန်ယုံရှိဆိုလဲတရုတ်လိုရေးနေရမယ်ဒီထဲမှာတရုတ်လူငယ်အင်အားစုတရုတ်ဆန္ဒပြနေတဲ့လူငယ်အင်အားစုတွေကတရုတ်လို့ကျမမပြောရှင်ပါဘူးကျမတို့မြန်မာလူမျိုးဖြစ်နေတဲ့တရုတ်တွေကလည်းဒါအထက်ရောက်ဆုံးကူညီရမယ့်ဟာကဘာလဲဆို cyber law ကိုအားမပေးတဲ့အကြောင်းလောကထိထိရောက်ဆန္ဒပြရမယ် cyber law ကိုလောက်ဖို့ဒီ internet ကိုဖြတ်ချလိုက်တဲ့နေ့ကလုံးဝဒီရောင်စုံသူတို့ပြောတဲ့ရောင်စုံတပုံပေါ့နော်ဒါတရင်နာကျမတို့တုံးတာတော့တရင်နာတဲ့ကိန်ဖွဲ့တွေကညီရမယ်ပါညီရမယ်လဲဆိုတရုတ်နဲ့လှုပ်ထားတဲ့စီးပွားရေးမှန်တယ်များအကုန်လုံးဖြောက်ရမယ်ဒါနံပါတ်1တရုတ်နဲ့လှုပ်ထားတဲ့ဒါအဆုံးကုန်ပြောတာအဆုံးကုန်ပြောတာ
တရုတ်နဲ့လောက်ထားတဲ့စီးပွားရေးတခုလောလောဆယ်မှာသူတို့မှတေးမခံနိုင်တာပြည်သူလူထုရဲ့ဆန္ဒလုံးဝအကုန်လုံးက group plate ကတရားပြည်သူလူထုကတယောက်ပါတော့ရင်အဲ့တယောက်နောက်ကိုလိုက်တယ်နှစ်ယောက်ပါသွားရင်ကျမတို့အစိုးရလေးကပြောတယ်ဒီဟာလောက်ရင်စွန့်စားမှုရှိရမယ်စွန့်စားမှုမရှိဘဲနဲ့ဒီဟာမရဘူးအရာအားလုံးကကောင်းမွန်တဲ့အရာတစ်ခုကိုလန်ပြစ်ဖို့ဆိုတာအစိုးကိုလန်ပြစ်ဖို့ဆိုတာကျမတို့စီမှာဆုံးရှုံးမှုမရှိဘဲနဲ့လွယ်လွယ်ကူကူလန်လို့ရမှာမဟုတ်ဘာလို့ဆိုတူဒီလန်ကိုရွေးလိုက်တာတရက်နေ့ကလေးတူလှုပ်တတိရှိလှုပ်ရဲသွားတဲ့ဆိုကလေးကအနောက်မှာသူ့ကိုကြိုးဆွဲနေတဲ့လူရှိတယ်ဆိုတာသူ့ကိုထောက်ပံ့ပေးတဲ့လူရှိတယ်ဆိုတာလုံးဝတိတာနေတယ်ဒါဘသူကထောက်ပံ့နေတယ်ဆိုတဲ့ဟာကိုလည်းကဘာရမနေဘူးတရုတ်ကအဓိကဆိုတာသူတို့ကသိပြီးသားတရုတ်ကအဓိကကာနေရတဲ့အကြောင်းရတဲ့တရုတ်ကမြန်မာပြည်ကိုဂုတ်ဆုပ်တာဆုပ်လို့ကမဝနိုင်ဘူးလေဟုတ်လားဖင်ပြောင်တဲ့အထိဆုပ်တာလေသူတို့ကလည်းဟုတ်လားအဲ့ဒီကြတော့ဆုပ်လို့မဝနိုင်တဲ့ခါကျတော့ပြပမရှိတဲ့လူတွေကလည်းသူတို့နိုင်ငံအခွန်တွေဝင်သွားတဲ့ဟာတွေကိုရနိုင်တဲ့လောက်လိုက်ပလောက်မယ်သူတို့ရဲ့စီးပွားရေးတွေကိုရနိုင်တဲ့လောက်တည်င်းပေးမယ်ပြပလုံနိုင်တဲ့အရာအားလုံးကိုအကုန်လုံးဝင်လောက်ကြမယ်အဓိကနဲ့အဲ့ဒါနံပါတ်1ဘာလို့သူတို့ထောက်တိုင်ပြည်သူARတော့ပြောစရာမလိုနီးမျိုးစုံနဲ့ပြတာနင့်နာခံပြီးပြတယ်လားဖမ်းတာကြီးလည်းရှိရလားဆွဲတာလည်းရှိရခုနတော့ကျမတို့ရှမ်းပြည်ဘက်မှာလာဆွဲတဲ့ဟာဆိုတာကသူတို့ကအပေါ်မှာတိုက်ပွဲကြီးဖြစ်နေတဲ့အခါကျတော့လက်နဲ့ကိန်နေရတဲ့အထဲထဲကိုလုံးဝလာလို့အစစ်မပြေတဲ့အချိန်မှာသူတို့ကဘာလို့ညာလို့ဝင်ဆွဲတယ်ထားလိုက်သူတို့ကအဆွဲမှာပဲဒါအဲ့လိုမျိုးဆွဲပြီးတော့မှသူတို့ဒါလုံနေကြကျမအစိုးရကလည်းကျမတို့ရှစ်လေးလုံးတော့ဘာဖြစ်သွားလဲဆိုတာပြောပြနေကြလေဒီထဲမှာတည်းကဘာတွေဖြစ်လာမယ်ဆိုတာမြင်ထားပြီးသားဘာလို့ဆိုလို့ရှိရင်သူတို့ကဓာတ်တွေသူတို့လုံမယ်ဆိုတာလည်းတွက်ထားပြီးသားလူထု AR သူတို့ရဲ့ထောက်တိုင်ကဘလို့ပဲဖြစ်ဖြစ်လူထု AR နဲ့သူတို့ထောက်တိုင်တဲ့တရားပြိုနေပြီပြီးကပြပကအခုံငွေတွေနဲ့သူတို့ရဲ့ပိတ်ဆို့မှုတွေကိုလုံးဝအကြီးကျယ်အကောင်းစားတွေကိုသူတို့ပိတ်မယ်တကယ်ပြည်သူလူထုဒီ CDM ပြနေတဲ့ဝန်ထမ်းတွေဆရာမတွေရဲ့လက်ထဲဒါရိုက်ပတ်စံဘလို့နီးနဲ့ရောက်မလဲဆိုတဲ့ဟာကိုကျမတို့အတွင်းနဲ့အပြင်နဲ့လုံးဝ group နဲ့စဉ်းစားပြီးတော့မှအဲ့ဒီငွေတွေရောက်အောင်လုပ်ကြမယ်ဥပမာကျမဆိုရင်ဒီဘက်မှာစင်ကာပူ1000ဝင်တော့900အဲ့အတွက်သွားဖို့လုံးဝစီစဉ်ထားပြီးရဲ့အဲ့လိုမျိုးစိတ်အားထက်တန်ဆိုတာဝိုင်းလောက်ကြမယ်ဆိုလို့ရှိရင်မြန်ကြီးဒီရဲ့ဟာကြီးပြီးသွားလိုက်မယ်။နို့မဆိုရင်တို့တစ်လလောက်ပဲဒီတစ်လလောက်စာတို့ကအနည်းဆုံးတို့စီမှာရှိရဲ့ budget ကလည်းတို့စီမှာရှိရဲ့ budget ကိုလုံးဝ short မတွက်နဲ့တို့စီမှာရှိရဲ့ budget ကလည်းအနည်းဆုံး4လလောက်ထိန်းထားနိုင်တယ်။ဒါကြောင့်မို့တို့ကအဆင့်1အဆင့်2အဆင့်3ဆိုပြီးတို့ကလည်း procedure နဲ့စစ်တပ်ဆိုတာ short တော့မရဘူးတို့ကဒီရဲ့ဟာဒီစစ်ကဒီ view ဟာရှိရတို့ view ဟာနဲ့ဒီဟာတို့ဆွဲထားတယ်ကိုရီးယားပညာရှင်တွေကလည်းပညာနဲ့ပြန်တုံးရတယ်ဉာဏ်နဲ့ပြန်တုံးရတယ်ဉာဏ်နဲ့ပြန်တုံးရတယ်ပညာနဲ့ပြန်တုံးရတဲ့ခါကြလို့ရှိရင်ကိုရီးယား view ဟာလည်းဒါပြီးသူတို့ဒါလာနိုင်တယ်ဒါပြီးဒါသွားရမယ်ဒါပြီးဒါသွားရမယ်ဆိုတာအပေါ်ကလူပြည်တွင်းပြည်ပလူတွေအကုန်လုံး wave မလုပ်တော့ဘူးเนาะပြည်တွင်းပြည်ပလူတွေအကုန်လုံးအချိတ်ဆက်မိနေရမယ်เนาะအချိတ်ဆက်မိနေရမယ်ဒါကတော့ကျမပြောချင်တာ CDM လုပ်တဲ့ဆရာမတွေကနေစဝန်ထမ်းတွေအားလုံးအလန်းခောက်ပေးတာ CDM လုပ်တဲ့အကျိုးကျေးဇူးနဲ့ CDM လုပ်တဲ့ဆိုကြိုးကဘာကြောင့်လဲဆိုတော့မလုပ်ရဲဖြစ်နေတဲ့ဆရာမတွေကိုတခါတည်းပြောပြမယ်မလုပ်ရဲဖြစ်တဲ့ဝန်ထမ်းတွေကိုတခါတည်းပြောပြမယ်เนาะအဲ့ဒီရဲ့ဟာတွေအကုန်လုံးအကွက်တိခွင်ကျသွားဖို့အတွက်လုံးဝစ조사မှာဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့သူတို့ရဲ့အဆုံးကုန် yes ရုပ်မှာပတ်သက်မှုတွေလုံးဝဖြစ်မသွားအဲ့ဒါမြက်ပြည်သူလူထုလုံနိုင်တဲ့အားနဲ့ CDM လုံနိုင်တဲ့ဝန်ထမ်းတွေဆရာဆရာမတွေရဲ့အားအဲ့အားထောက်တိန်တစ်ခုဖြိုဖို့ထောက်တိန်တစ်ခုပြည်သူရဲ့အားကဖြိုဖို့ထောက်တိန်တစ်ခုပြည်ပကအားကအဲ့ဒီထဲမှာတောင့်ခံလာတဲ့လူတွေရဲ့စားဝတ်နေရေးနဲ့ဝန်ထမ်းတွေရဲ့စရိတ်ကိုလုံးဝ supporting လုပ်နိုင်ရမယ်ဆိုတဲ့ဟာမျိုး group like ဖြစ်နေရမယ်အဲ့ဒီလိုလုံနေတဲ့အချိန်မှာနိုင်ငံရှစ်စိတ်အမျိုးရှစ်စိတ်နဲ့ဝိန်းလုပ်ပေးကြပါကိုစားဖို့ကိုစ조사ဖို့ခိုးဖို့ဝက်ဖို့လုံးဝမစင်စားဘဲနဲ့နိုင်ငံအတွက်တစ်ဆက်မတ်တဲ့အဲ့ထဲကိုဝင်သွားဖို့ဝိန်းလုပ်ပေးကြပါဒါကဒီဝန်ထမ်းတွေရဲ့လက်ထဲကိုငွေအလုံးလိုက်အရင်စားစေးအလုံးလိုက်အရင်ဝင်သွားဖို့နံပါတ်1သူတို့ရဲ့စီးပွားရေးကိုဘလောက်ချလိုက်မှာနံပါတ်2သူတို့ဘလောက်ချလိုက်ရင်ကိုရီဝန်ထမ်းတွေကငှက်လို့ရှိရင်သူတို့ထဲပြန်ဝင်သွားလိုက်မယ်အဲ့ဒီအတွက်အဲ့ဒီကောင်တွေအကုန်လုံးကိုစီစဉ်တကြအကုန်လုံးကအစီအစဉ်တကြတေချာစုစီပြီးဆွဲပြီးတော့မှတေချာလှုပ်ဖို့လိုအပ်တယ်ဆိုတော့ဟာတွေလည်းကျွန်မတခါတည်းဒီနေရာနေပြောမယ်ဒါနံပါတ်ထောက်တိုင်နှစ်ခုနောက်ခါကျတော့ cyber law မတော်မဆသူတို့မတော်မဆဝင်လာခဲ့ရင်ဘာဖြစ်လဲဆိုရင်သူတို့ကကဘာရုပ်ကျမတို့ကရှပြတယ်မနေ့ကတရုတ်မနေ့တို့စေးလေရင်တော့မလာရတဲ့ငါတို့နိုင်ငံကိုဘာလို့တရုတ်လေရင်လာတာလဲအန်ပေါင်းလာပေးတာသူတို့အန်ပေါင်းလာပေးတဲ့ပင်လယ်စာဒါလားဆိုတဲ့ဟာအထက်ထက်ကိုယ့်ရဲ့ဓာတ်ပုံတွေကိုယ့်ရဲ့လူတွေကဓာတ်ပုံတွေအကုန်လုံးထုတ်လာနိုင်တယ်နောက်ဆုံးကုံပြောလိုက်မယ်သူတို့ဆန္ဒပြတဲ့လူတွေကိုသူတို့ရဲ့ဒီဆန္ဒထုတ်ပေါ်တဲ့လူတွေကိုသူတို့ရဲ့ဒီဟိုပါပေါ့နော်သူတို့ရဲ့သူတို့ရဲ့ပြစ်မိတ်ရဲ့ကင်ထားတဲ့တနက်တွေမှာအစနော်မှန်သွားတဲ့တနက်ကြီးစံတွေမှာအစအမျိုးအစားနဲ့ဆွဲပြီးတော့မှတ
တင်နေတဲ့အရှိန်နေမျိုးတည်နေကျမတို့ရတယ်အဲ့ဒီတည်နေကိုသူတို့ကဖြတ်ချခြင်းတယ်အဲ့ဒီတည်နေနဲ့ဆိုသူတို့လဲကြမယ်ဆိုတာသူတို့သိပြီးသားအဲ့ဒါတွေနဲ့တီပါနဲ့ဒီရှိတ်ဆက်တဲ့ဟာတွေအရန်ကောင်းနေပြီးတော့မှလူငယ်တွေရဲ့အထဲထဲမှာရှိရဲ့လူငယ်တွေရဲ့ညံကအရင်ရဲ့ညံနေနဲ့မတူဘဲနဲ့အရန်ကြီးကိုတက်ကြွပြီးတော့မှအရန်ကြီးဝုန်းတဲ့ခါကျတော့ဘာဖြစ်တယ်လဲဆိုသူတို့ရဲ့ဟာရိတ်နဲ့ဖြစ်လာတဲ့ခါကျမှသူတို့ကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့နောက်ဆုံးညစ်ပတ်တဲ့အကျက်အညံညစ်ဆိုးညံဆိုး cyber law ဆိုတာကိုသူကထုတ်မယ်အဲ့ဒါကိုအထုတ်မခံရင်ကျမတို့ကလုံးဝနိုင်တယ်နော်အဲ့ကောင်ကိုအထောက်မခံရင်ကျမတို့လုံးဝနိုင်တယ်ကျမတို့လုံးဝနိုင်တဲ့အတွက်ကြောင့်မို့အဲ့ကောင်ကိုထုတ်ခံလို့မဖြစ်ဘူးဒီအတွက်ကြောင့်မို့ပြည်တွင်းပြည်ပမှာရှိရဲ့တင်းရင်သားလက်နက်ကိအဖွဲ့အစည်းအားလုံးကသူတို့ cyber law ဝင်လာရင်ကျမတို့ဒီတင်းရင်သားလူတွေနဲ့လည်းလုံးဝအဆက်အသွယ်လုံးဝဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာဝင်လာရင်ဝင်လာတဲ့ဟာထုဖို့လုံးဝပြင်ဆင်ထားကြပါဒါ stand by သူတို့ရဲ့ view ဟာ1နှစ်3သွားတယ်ကိုရီးယား1သူတို့ရဲ့ first time သူတို့ရဲ့ view ဟာ1ကသူတို့ business အကုန်လုံးဘလောက်မယ်ပြည်သူလက်ထဲကို direct ပတ်ဆက်ရအောင်လုပ်မယ်ကျမတို့အခွန်မဆသူတို့လက်ထဲကိုအဝင်မခံဘူးပြည်သူလက်ထဲကိုဘယ်လိုနည်းနဲ့ဝင်သွားမလဲဆိုတာကိုစူးစမ်းမယ်ပြည်ပကလူကနော်ပြည်ပကလူကပြည်တွေကလူကသူတို့ရဲ့စံနာကိုဒီနည်းနဲ့လုပ်လို့ရှိရင်ဖန်သွားရုံလောက်နဲ့ဆိုလို့ရှိရင်ခဏထားအောင်သူတို့ပြန်လိုက်ခေါ်မယ်ပြန်စုခေါ်မယ်ဒါအခုပြည်တွေကလုပ်နေတဲ့ဟာတွေကသူတို့ group နဲ့သူတို့ကောင်းနေတယ်ဝင်သွားတဲ့လူတွေသူတို့လိုက်ခေါ်မယ်လူစုမယ်ညကြရင်တန့်ပုံးအချိန်ပိုတီးမယ်ဟုတ်လားဒါကိုသူတို့ရက်သွားမယ်လို့သူတို့ရဲ့အတွေးတိမ်တိမ်ကိုရီးယားလူထုကမရက်ဘူးဆိုတာကိုလုံးဝပြရမယ်ညရန်ပေးပြီးကြွေးကြော်နေရမယ်နော်သူတို့အချိန်တန်ရင်လူထုက3လဘိန်းလောက်ဆိုရင်ရက်သွားမယ်ဆိုတဲ့ဟာသူတို့တက်ထဲမှာလုံးဝအဲ့ဒီကောင်စီမီယာရှိပြီးသားအဲ့ဒီကဘလောက်ပင်ဒီလိုတနေ့ကုန်ထမင်းမစားဟင်းမစားဘလောက်ပြနိုင်မှာလဲဘလောက်လုံနိုင်မှာလဲဟုတ်လားဘလောက်ထိသူတို့ဘယ်နှစ်ရက်လဲဘယ်နှစ်လလဲဆိုတဲ့စိန်ခေါ်မှုကိုသူတို့ကစတယ်အဲ့ဒီစိန်ခေါ်မှုကိုအခြေမဖြစ်ချင်လို့ပြည်ပကလူတွေကလည်းဘယ်ခွင်ကဘယ်လိုမိသွားပြီဘယ်ကိုတင်မယ်ဘယ်ခွင်ကဘယ်လိုမိသွားပြီဘယ်လိုတင်မယ် UN ကိုဘယ်လိုတင်မယ်ဘာလို့ဆိုဒီရဲ့အာရှလုံးမတရားတာကိုဒီတရုတ်နဲ့ရုရှားအကြာကြီးမတောင့်ခံနိုင်ဘူးဘာဖြစ်လို့လဲအကြာကြီးမတောင့်ခံနိုင်တယ်လဲဆိုလို့ရှိရင်ကြံတဲ့ဟာတွေကတခြားနိုင်ငံတွေကအကုန်လုံးအခုမနေ့ကအမေရိကန်တမတာမင်းခွန်းထဲမှာဆိုလို့ရှိရင်အကောင်ကသဘောတူပြီးသွားပြီဒါချစ်ချင်းလို့ဆိုတဲ့အမိတ်တွေပါသူတို့ first time လွတ်ပါလို့သူတို့ပြောမယ် second time နားမထောင် second time ပြောမယ် tap တိုင်ကြရင်သူတို့ UN ဝင်မယ်ဒါထုံးစံပဲဒီဟာဝင်လာဖို့အတွက်လည်းကျမတို့ကလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကလွယ်ကူကူနဲ့ရော့ငါနဲ့ကိုသူ့နေရာမှာကိုဆိုလဲအချက်ကွဲခံပြီးရော့ဒါဆိုတာပေးတော့မှာမဟုတ်ဘူးဥပမာတနက်ပြစ်လိုက်တဲ့အကောင်ရဲ့ Facebook ပေါ်တက်လာတဲ့အဟာတွေကိုပဲကြည့်လိုက်နော် तू ကပြပြနေတယ်ငါတို့အနောက်မှာ viewer ရှိပြီးသားဆိုတဲ့မျက်နှာသူ့စီမှာပေါ်တယ်အဲ့ဒါကြောင့် short မတွက်နဲ့ဆိုတာကိုတလန်ပေးတာသူ့ရဲ့မျက်နှာမှာ तू လူတက်ပြီးအောင်မှာမင်းတို့ငါမတက်ပါနဲ့ဆိုတဲ့လေတံနဲ့စောက်ပြောင်နဲ့စောက်ခွက်ပြောင်နဲ့ तू တက်လာနိုင်တဲ့ဆိုကြလေသူတို့မှာ viewer ပါညာသူတို့ရဲ့စစ်တပ်က1 2 3ဒါကြောင့်စစ်တပ်တွေကလူအကုန်ပြင်မထွက်ရအောင်စစ်တပ်တဲ့တဲ့အပြင်မယူရအောင်စစ်တပ်တွေကလူဖုန်းမကယ်ရအောင်သူတို့အကုန်လုံးသူတို့လူသူတို့ပြန်ဝင်လာပြီလေကဲရှင်းတယ်နော်သူတို့ဝင်သူတို့လူသူတို့ပြန်ဝင်လာပြီဒါကြတော့ဒီကလေးတွေဆန္ဒပြနေတဲ့ကလေးတွေကြတော့သူတို့ view ဟာတွေကအရန်လာတဲ့အတွက်ခါကြတော့ဘာမှလုပ်เสียမလို့ပြပကလူတွေစုနေဖို့လို့လေပြပကလူတွေစုနေဖို့ဆိုလမ်းပေါ်ထွက်ပြီးတို့ရေးလုံးမတို့ရေးလောက်တာမဟုတ်ဘူးပြပလူတွေဥပမာစင်ကာပူနိုင်ငံမှာနေတဲ့လူကလည်းစင်ကာပူလောနဲ့လည်းမညှိပဲနဲ့ကိုယ့်ရဲ့နိုင်ငံရေးကိုတထောက်တနေရာဝင်လို့ရတဲ့ဟာတွေအများကြီးဘယ်နေရာဝင်လို့ရတဲ့ဟာဆိုတော့ခေါင်းထဲမှာအကုန်လုံးပညာတတ်တွေအဲ့ဒါလေးတွေထည့်ပြီးတော့မှထုတ်ကြအဲ့လိုထည့်ပြီးထုတ်ကြလို့ရှိရင်ဒီတိုက်ပွဲအကြာကြီးမခံဘူးအဲ့လိုပဲအခုအမေရိကမှာရှိနေတဲ့လူတွေဟုတ်လား UN နဲ့နီးနေတဲ့လူတွေကလည်းဘယ် point ကိုဆွဲပြီးဘယ်လိုတင်ပလိုက်ရမယ်ဘယ် point ကိုဘာလုပ်ရမယ်ဆိုတော့အကုန်လုံးဆွဲနေတယ်ဒါကြောင့်မို့တက်လာတဲ့တည်င်းတွေကိုသူတို့အဆက်ဖြတ်ရှင်တယ်ဒီဟာကိုသူတို့မြင်တယ်ကျမတို့မြန်မာပြည်ကတက်လာတဲ့တည်င်းတွေကိုမအိတ်တန်းထိန်ယူတယ်ညဆိုလည်းဘယ်ဟာကိုယူမယ်ဘယ်ဟာကိုတည်င်းကိုမယူဘယ်ဟာတွေကဘယ်လိုလုပ်ပြမယ်ဘယ်ဟာတွေကဘယ်လိုလုပ်ဆိုတက်ကြွလူငယ်တွေကပြည်ပမှာရောက်နေတဲ့တက်ကြွလူငယ်တွေကအကောင်လုံးကနိုင်ငံရေးသမားတွေမဟုတ်ဘူးနော်အဲ့မှာပြောပြမယ်မနေ့ကဆရာတော်တပါးမေးတယ်တက္ကမကြီးတဲ့နိုင်ငံရေးနဲ့နိုင်ငံအရေးဘာကွာတယ်လေတဲ့နိုင်ငံရေးကနိုင်ငံရေးသမားတွေလောက်တာနိုင်ငံအရေးကပြည်သူအားလုံးလောက်တာတာဝန်ရှိပြည်သူအားလုံးလောက်တာအဲ့ဒါနိုင်ငံအရေးဆိုတော့ငါတို့ပြေလည်နေပြီပဲငါတို့ကစီတစင်ခံလိုက်ပြီးပြီပဲငါတို့နဲ့မစိန်တော့ဘူးဆိုတဲ့လူတွေကိုကျွန်မပြောရှင်တယ်ရှင်တို့ဖေအမေဖင်ကမြန်မာဖေမြန်မာတစ်ချိန်လုံးမြန်မာတပီလုံးစီးရဲမွဲတည်ပြီးတော့မှစောက်ပြက်နေရင်ကျမတို့ကသူများနိုင်ငံမှာနေလဲမျက်နာငယ်နေရအောင်ပါပဲအဲ့ဒါကိုရင်ထဲမှာအတဲထဲမှာထပ်ထည့်ပေးလိုက်မယ်နော်ထပ်ထည့်ပေးလိုက်မယ်မမေ့နဲ့ထပ်ထည့်ပေးလိုက်မယ်ဆိုတော့နိုင်ငံတကာကိုကိုရီးယားနိုင်ငံမှာဆိုတော့ရှင်းတော့ IRS ပေါ့နော် IRS ကမနေ့ကလည်းပြောပြီး CPF မပါဘူး CPF ကစင်ကာပူနိုင်ငံအတွက်ပဲနော် IRS ဆိုတဲ့ဟာကမြန်မာနိုင်ငံကို
အမေစုတက်လာမှ50-50ဖြစ်သွားတယ်အရင်တော့60နဲ့40လာမသိဘူးမြန်မာနိုင်ငံကိုပြန်ပေးရတဲ့ငွေအဲ့ငွေတွေကိုရအောင်လိမ့်ဘလောက်ဘာလို့ကိုရီတီတူတင်ထားတဲ့တမနာမဟုတ်တဲ့အတွက်အဲ့ဒါတွေသွားစရာအကြောင်းမရှိဆိုပြီးရအောင်လိမ့်ဘလောက်ပြပကလူတွေရတယ်ဒါလုံနေတဲ့ဟာတောင်းဆိုလို့ရတယ်ဒါငါတို့ရဲ့လောက်အားတွေငါတို့ရဲ့လောက်အားတွေငါတို့ကြည်ဖြူတဲ့လူပဲပေးမယ်ငါတို့မကြည်ဖြူတဲ့လူလက်ထဲမထည့်ဘူးဟုတ်ပြီလားအဲ့ဒီကြတော့အဲ့လိုလောက်ကြမယ်လောက်ကြပြီးတဲ့ခါကျရင်အခုဒီတနက်ပြစ်လိုက်တဲ့ကိစ္စမှာတကယ်တမ်းရင်ကျေးစွာငိမ့်ရှမ်းစွာအတုံးပြူနေတဲ့ပြည်သူဆိုတာလည်းထင်ရှားတယ်မြင်တာတယ်ဆိုင်ကယ်စီအုတ်ထုတ်ဆောင်ထားတယ်တေချာကြီးအကလုံးထင်တာမြင်တာရှိတယ်ငေါက်ကနေလဲသွားတယ်ဒီကောင်မလေးကိုသူတို့မတယောက်မျိုးစုံအသက်ဆက်တယ်ဒါတေနေပြီးတဲ့လူကိုမတေပါဘူးသူတို့သတင်းထုတ်တယ်မျိုးစုံတက်ဆက်တယ်အချိန်ဆွဲတယ်ရှစ်ရှစ်ပြောတေးတယ်ဆိုတာနဲ့ तू ကအဖက်ဖြစ်ပြီလေတေးတယ်ဆိုတာနဲ့တေးမတေးအခုလောလောဆယ်မှာအဖက်ကဝင်နေပြီဒါဒီနေ့အမေရိကန်သမ္မတပြောသွားတဲ့စကားထဲမှာ UN မှာပြောသွားတဲ့ UN ကိုတင်ပြတဲ့စကားလုံးတွေထဲမှာဒီဟာကတစ်ဖက်တက်နော်လက်နဲ့မဲ့တဲ့လူကိုလက်နဲ့ရှိတဲ့လူကဒါပြစ်ခတ်တယ်ဆိုတဲ့ဟာကလူအခွင့်အရေးနဲ့စိန်သွားတဲ့အတွက်ကြောင့်အဲ့အချက်နဲ့ကိုညှိသွားပြီနော်ကျမဒီရဲ့ like ကိုလေဖွင့်ထားပေးတယ်နော်တက်ဆဲတဲ့လူတွေကိုလည်းကျမပြောလိုက်မယ်ရှင်တို့လေခိုးကြောင်ကျမတို့ NLD အဖွဲ့ကဆန္ဒပြနေတဲ့လူနဲ့ရှင်တို့ဘက်ကထွက်လာတဲ့လူရဲ့ဥပဒေရုပ်ကိုရှင်ကြည့်ဥပဒေရုပ်ကိုရှင်ကြည့်နော်ဘယ်ကောင်ကသားကောင်တမီကောင်လဲဘယ်ကောင်ကသားကောင်တမီကောင်မဟုတ်လဲဆိုတဲ့ဟာကိုရှင်ကြည့်နော်နင်တို့တမင်တက်တက်ငါတို့ဖွင့်ထားပေးတာဆိုတာနင်တို့အစဲခံပြီးတော့မှနင်တို့ကိုပေးတည်တာနော်နင်တို့အစဲခံပြီးနင်တို့ကိုပေးတည်တာတမင်တက်တက်ငါအကုန်လုံးကိုဖွင့်ထားပေးတာဖင်ခံလေးဆိုတာငါတို့ကမခံရဘူးနင်တို့သားသမီးတွေလောလောဆယ်ဘိုတကဘိုရဲ့ဖင်ကိုကုန်းနေရပြီအဲအကြောင်းမို့18 plus တွေထွက်လာတာလေရှင်းတယ်နော်ဟုတ်လားအဲအကြောင်းနင်တို့18 plus တွေထွက်လာတာဟုတ်လားနင်တို့တယောက်နဲ့တယောက်အရှင်းရှင်းလဲကုန်းနေလို့18 plus တွေထွက်လာတာဒါနိုင်ငံရေးမှာငါအကြမ်းတမ်းရေးတွေမပြောချင်လို့နော်အဲ့ဒီကြတော့ပြိုင်ကြိတ်မနေနဲ့သူတို့ဟာယူပြိုင်ကြိတ်နေလို့လဲအပူမရှိဘူးကိုလောက်ရမယ်ဆန္ဒပြနေတဲ့လူတွေကလည်းဆန္ဒပြနေနင်တို့လီကြီးကြောင်တိတယ်နော်တိတ်မကြော်ညာနဲ့နင်တို့လီကြီးကြောင်တိတယ်ဟုတ်လားနင်တို့မရတဲ့အဲ့လီကြီးတာမလောက်ဘူးဆိုလို့ရှိရင်ဒီမှာဆက်စီရှော့မှာစိတ်ဆုံရှိရပို့ပေးလိုက်မယ်နော်ဟုတ်လားနင်တို့ထောက်ပံ့တဲ့အနေနဲ့โอเคငါလည်းမပြောရှင်ဘူးပြောရတော့မယ်နိုင်ငံရေးကိစ္စနေအဲ့ဒါကြီးမပါစီနဲ့လူငါလူကြီးကပြောထားလို့ငါလည်းမပြောရှင်ဘူးနော်အဲ့ဒီကျတော့တခွန်းနဲ့ပြောလိုက်မယ်နင်တို့တက်မလားနဲ့တောက်ချလိုက်မယ်နင်တို့အတိညာတေးသေးလေးနဲ့ခိုးကြောင်ခိုးဝဲကိုယ့်ရဲ့ profile အစ်စ်တောင်မပြရဲပဲနဲ့အကောင့်အတုတွေလုပ်ပြီးလာတက်ပြီးတော့မဟောင်နဲ့နော်အမေသားသမီးတွေကခိုးကြောင်ခိုးဝဲမလုပ်ဘူးအမေစုသားသမီးတွေကရဲတင်းသူတို့နာမည်နဲ့တက်လာတာနင်တို့လိုခိုးကြောင်ခိုးဝဲမလုပ်ဘူးโอเคနင်တို့ကခိုးကြောင်ခိုးဝဲဟိုကနေတက်ဆဲဒီတောက်ကနေတက်ဆဲဟိုတောက်ကနေဓာတ်နဲ့ခိုးထိုးဒီတောက်ကနေဓာတ်နဲ့ခိုးထိုးလူမိတ်တွေပို့ခွေးချင်းခွေးချက်ခွေးတွေအောင်ပြောနေပြီးသူတို့နဲ့မနိုင်နဲ့လေနင်တို့ကအောက်တန်းပို့ကြရတယ်ရှင်းတယ်နော်နင်တို့မျိုးကောင်းသားသမီးတွေငါတို့ဘက်ပါမဲ့လူတွေကိုနင်တို့ရှန်စီကိုခတ်ပြီးတော့မှနင်တို့တက်ထဲကိုဖုန်းအောင်တွေးမခံဘူးအဲ့ပါတဘောလေစောက်ကြောက်ရှိပါနေအောင်ဖုန်းလို့နေမိလိမ့်လားဟမ်နင်တို့ရဲကိုထိုးကျွေးမယ်ဟုတ်လားရဲကိုထိုးကျွေးပြီးတော့မှရဲတစ်စိတ်ကိုအတုပါဆိုတော့ဒါရဲသားအတုတွေပါပြောတယ်ဟုတ်လားအေးတဲ့ရဲထဲမှာတရင်သားကနေဝင်သွားတဲ့ရဲတွေကဘာတော်မှသူတို့တွေးရဘယ်တော့မှဖျောက်လို့မရဘူးရှင်းတယ်နော်အဲ့တွေးတွေကဖျောက်လို့မရဘူးနင်တို့ထဲကိုကြုံခံမလို့နင်တို့ကလေကိုရီးယားကိုအတူယူတယ်ဟုတ်လားဟိုဟာကိုအတူယူတယ်ဒီဟာကိုအတူယူတယ်နင်တို့ပစုံအုံနောက်နေနဲ့အတူမယူနဲ့မအောက်လက်မခံတဲ့ပြည်သူတွေကလုံးဝနီးမျိုးစုံလုံးမယ်လို့ပြောထားပြီးသားနော်ဟုတ်ပြီလားအဲ့ဒီကြတော့ဒီရဲ့ဟာကကျမပြောပြတဲ့ဟာကကျမတို့ဘက်ကတာဝန်ရှိတာ CDM လောက်တဲ့ဆရာမတွေ CDM လောက်တဲ့ဝန်ထမ်းတွေလက်ထဲကိုပတ်စံရောက်ဖို့နံပါတ်1နော် CDM မလောက်ပဲနဲ့လှုပ်ရှင်အောင်ဆောင်တဲ့ဆရာမတွေထဲရောက်မှာဆိုလို့ကျမတို့စီရင်ကောက်နေလို့ဒင်းနဲ့အမြန်အဲ့ပတ်စံရောက်သွားမယ်အဲ့ဒီအတွက်ကလည်းလိုင်းအားလုံးရှိတ်ပြီးမှတွားကြတာအလူငွေဆိုတာထက်စားလို့ရှိရင်လိုင်းအားလုံးရှိတ်ပြီးမှတွားကြတာလင့်နေအားလုံးရှိတ်ပြီးမှတွားကြမှာတိတိကျကျတွားကြမှာအဲ့ဒါလိုပဲပြပမှာရောက်နေတဲ့လူတွေကလည်းကိုယ်တာဝန်ကိုအတိစိတ်နဲ့ကိုငါဒါလုပ်နေပါလေဆိုထုတ်ပြောစရာအကြောင်းမရှိဘူးကိုအတိစိတ်နဲ့ကိုသူတို့ရဲ့စီးပွားရေးတွေသူတို့ရဲ့နိုင်ငံခြားဝင်ငွေတွေအကုန်လုံးရတဲ့လောက်လိပ်ဘလောက်ရတဲ့ရောက်လိပ်တားလိုက်နီးမျိုးစုံနဲ့တာသူတို့အပြည့်တကယ့်နိုင်ငံကြီးတွေကထောက်ပံ့မှုမရှိပဲဘလောက်ရက်တည်နေတယ်လဲကိုတွေဘက်ကဘယ်လောက်ဇွဲကောင်းတယ်လဲဆိုတာဒီချိန်မှာဇွဲပြမယ်အချိန်ဖြစ်သွားပြီ view ဟာတော့ပြောမနေနဲ့အရန်ကောင်းတာနော်ဟုတ်လားငါလီပဲအဲ့ဂါဒီကနေမတက်လာနဲ့စကားကောင်းပြောနေတာဟုတ်လားငါလီပဲတွေကနင်တို့မိမတော့ပေးလို့မလောက်နင်တို့မိမကငါဒီမှာဆက်စီရှော့ကစိတ်ဆုံပြန်ပို့ပေးရမလို့ပဲဟ
ဘာလို့ငါတို့ရဲ့တာကောင်တမိကောင်းနေရလဲနင်တို့စီမသွားဘူးဘာဖြစ်လို့ဆိုတနာလို့ယောဂတွေကူလာမှာဆိုလို့ရှင်းတယ်နော်ဟာလာငါတို့တာကောင်းနေရလဲနင်တို့မပေးနိုင်ဘူးတွက်ကြည့်နင်တို့ဆန္ဒပြတဲ့လူရှင်တော့ဥပဒေရုံနဲ့စက်တီရှင်တခြားစီပဲဘာလဲမိဘကောင်းကမွေးလာတဲ့တာသမီနဲ့မိဆိုးကမွေးလာတဲ့တာသမီဥပဒေရုံရှင်တော့တခြားစီပဲရှင်းကြည့်လိုက်နော်အမေစုအတွက်နဲ့တက်လာတဲ့လူတွေရဲ့ဥပဒေရုံနဲ့နင်တို့ပြောနေတဲ့ဥပဒေရုံတွေရှင်းကြည့်လိုက်ကြအောင်ရှင်းတယ်နော်အဲ့လောက်ပဲငါနင်တို့ပြောမယ်နင်တို့ကမောင်မိတ်နေရဲ့ဘွားထဲမှာပဲအရန်ပျော်ရွှင်ပြီးမောင်မိတ်တွေရဲ့ဘွားထဲမှာပဲနင်တို့လူတစုကောင်းမှုအတွက်နင်တို့ကျေနပ်နေရဆိုနေလိုက်ရှင်းတယ်နော်နေလိုက်နင်တို့ကတရုတ်ကိုလန်ပြီးတော့မှတရုတ်ပုံစံမျိုးစိုက်ဘာလောတွေဘိုက်ဘာလောတွေမလာနဲ့စောက်လောနဲ့တွေ့တော့မယ်နင်တို့စောက်လောနဲ့တွေ့ပြီးအသေးဆိုးတော့မယ်နော်နင်တို့ကခိုးကြောင်ခိုးဟိုကနေဓာတ်နဲ့ခိုးထိုးဒီကနေဟိုညတကောင်မှစုံချီစားဆိုင်မှာအဲ့ဒါမျိုးကဘာဖြစ်လဲဆိုသူတို့လူဝင်ဆွဲနေတဲ့ဟာတွေကလည်းတကယ်နဲ့တနေရာနဲ့တနေရာဝေးတဲ့နေရာတွေသူတို့လိတ်ဆွဲတာနီးတဲ့နေရာတွေသူတို့လိတ်မဆွဲရဘူးနီးတဲ့နေရာတွေကဝိန်းပြီးတော့မှသူတို့ဝုန်းကြတဲ့ခါကျတော့ view ဟာတွေကကောင်းပြီးတော့ဝုန်းကြတဲ့ခါကျတော့အကုန်လုံးကကောင်းတယ်ဘာဖြစ်လို့လဲရှိရင်ကျမတို့ပြနေတဲ့စံတာဒီနေ့နဲ့ဆိုလို့ရှိရင်3ရက်ဖြစ်လာပြီ4ရက်ဖြစ်လာပြီ5ရက်ဖြစ်လာပြီ6ရက်ဖြစ်လာပြီဒါပေမဲ့ view ဟာတွေကတစ်ခုနဲ့တစ်ခုမတူဘဲနဲ့ပုံနေတက်လာတာအရန်လာတယ်ပြလို့လည်းအရန်ကောင်းတယ်ဘာလို့ဆိုပညာရှိနီးနဲ့ပညာရှိကပညာရှိကိုပြန်ပြတယ်အဲ့ဒါတွေကိုရှာပြတာအရန်အဆင်ပြေတယ်အရင်အဆင်ပြေတယ်နောက်တစ်ခုကသူတို့ဖက်ကအဖွဲတွေကိုလွတ်လာပြီးတော့မှထိုက်တွေ့အောင်သူတို့လုပ်မယ်ကလေးတွေကလှလှပပရှောင်တယ်အတွေ့မခံဘူးသူတို့လူတွေဒုတ်တွေဓာတ်တွေနဲ့ဝင်လာတယ်ရအောင်ဓာတ်ပုံရိတ်တယ်ဘလောက်တောင်တော်နေလဲသူတို့အဲ့ဒီဟာကြီးမြင်လာတဲ့ခါသူတို့လှန့်လာတယ်တွေးပြက်လာတော့ cyber law ဆိုပြီးသူတို့ထားလုပ်တယ်အဲ့ဒီ cyber law ဆိုတဲ့ဟာအဖက်မဝင်လာခင်မှာနော်ပြည်တွင်းမှာရှိနေတဲ့တရင်လာလက်နဲ့ကိတ်အဖွဲ့တွေကတာဝန်ယူပေးရမယ်ဆိုတာအဲ့ဒီအချိန်မှာတရင်လာလက်နဲ့ကိတ်အဖွဲ့တွေရဲ့တာဝန်ဖြစ်သွားပြီသူတို့တိတ်ဖို့မဟုတ်ဘူးနော်တရုတ်တွေရဲ့ business ကိုဖြိုချပစ်ဖို့တရုတ်နဲ့ပေါင်းတဲ့ business ဒီမှန်တယ်များအကုန်ဖြိုချပလိုက်နော်အဲ့ကြတော့မအားလားလို့တော့မပြောရှင်းပါဘူးသူနာမည်ကမင်းအောင်နိုင်ဆိုတော့မအားလားဆိုတော့နောက်တစ်မျိုးကောက်လို့ရတယ်လीနော်နောက်တစ်မျိုးကောက်လို့ရတော့သူ့မိတော့တော်တော်ဖင်ပူနေလောက်ပြီအဲ့ကြတော့တိတ်မပြောရှင်းဘူးဟုတ်လားအဲ့ကြတော့ဘာဖြစ်လို့ဆိုလို့ရှိရင်ဟုတ်တယ်မရနေရတော့သူတို့အပြုံးနဲ့လာရင်အပြုံးနဲ့ပြန်ပြောမယ်လောနဲ့လာရင်လောနဲ့ပြန်ပြောမယ်သူတို့တောင်းပန်ပေးတဲ့ကိုရီလူတွေထဲမှာရှိတယ်သူတို့ပိတ်ထားတယ်ဘာမှလုပ်လို့မရဘူးသူတို့စကားနားထောင်မဲ့ထင်တဲ့လူတွေအကုန်လုံးပိတ်ထားတယ်သူတို့အရှိနေပြန်ကောင်းရင်အဲ့လူတွေကိုပြန်ခိမ့်မယ်ဘာလို့ဆိုအဲ့သူတို့စကားနားထောင်မဲ့သူတို့ထဲကလူတွေကလည်းပညာပြပကိုပညာသင်လာတဲ့ပညာတွေအကုန်လုံးကလည်းဟိုလက်မခံရှင်ကြဘူးလက်မခံရှင်တဲ့လူတွေကိုသူတို့ကခဏရှေ့တန်းပို့ထားတယ်သွားတိတ်လဲတိတ်ပေါ့တိတ်အဲ့ကျတော့သူတို့ပြန်ကြံခဲ့တဲ့သားသမီးသူတို့သားသမီးတွေမယားတွေတောင်မှလည်းစာတော်ပညာတော်တကယ်ပွင့်တဲ့မယားတွေတောင်မှဖုန်းတွေအပြင်မထွက်ရဘူးအပြင်ကဖုန်းအထဲမဝင်ရဘူးဖုန်းတယောက်မှမကင်ရဘူးအကုန်လုံးအထဲထဲမှာပိတ်ထားတာချက်စီကိုပိတ်ပြီးသူတို့လူတွေတောင်အဲ့လိုမျိုးအရှင်နေဆိုတော့သူတို့ကိုယ်တွေပြောလို့မရဘူးအထဲထဲကဟာတွေကိုပြောလို့မရဘူးသူတို့ဘက်ကအရှင်တွေကိုတွေစီပါမဲ့အရှင်တွေဘာကြောင့်ပါမလာလဲဘာကြောင့်ပါမလာလဲမអော်နဲ့ကိုဘာလို့တင်တယ်လဲပဲစဉ်းစားကျမပြောထားတာ group မလို့ဘူးတယောက်ချင်းစီကဘာလို့သွားနိုင်တယ်လဲဆိုတာဥအောင်စဉ်းစားဘာလို့နိုင်တယ်လဲဆိုတာဥအောင်စဉ်းစားအဲ့လိုဘာလုပ်နိုင်တယ်လဲဥအောင်စဉ်းစားရင်ဒီကောင်ကြီးတွေလန့်သွားမှာပဲတေချာတာတော့ကျမတို့ကထောက်တိန်နဲ့တိန်ကိုဖြိုနိုင်ထားတယ်ထောက်တိန်နဲ့တိန်ကိုဖြိုနိုင်ထားတယ်လူထုအင်အားထောက်တိန်သူတို့ကလက်နဲ့အင်အားဆိုတော့အဲ့မှာအန်ကယ်ကြီးပြောထားတဲ့စကားကျလက်နဲ့အင်အားဆိုတဲ့ထောက်တိန်ကသူတို့စီမှာရှိနေသေးတယ်အဲ့လက်နဲ့အင်အားရဲ့ထောက်တိန်ကတော့ဒါလက်နဲ့အင်အားရဲ့ထောက်တိန်ပေါ့နော်လက်နဲ့အင်အားရဲ့ထောက်တိန်ကတော့သူတို့စီမှာရှိနေသေးတယ်ပြည်သူအင်အားကကျမတို့လုံးဝ share ပြထားပြီးပြီနော်ပြည်သူအင်အားလုံးဝ share ပြထားပြီးပြီပြပဝင်ငွေသူတို့ဒါဝင်ငွေပေါ့နော်ပြပဝင်ငွေရလဲပြပရှိတဲ့လူတွေကတာဝန်ကျေစာပိတ်ပြီးတော့မှတာဝန်ကျေစာပိတ်ပြီးသူတို့ရဲ့ business သူတို့ကအဲ့ဒီနှစ်ခုမရှိပဲသူတို့ကလုံးဝတိတ်သူတို့တွေးပြတ်တယ်လုံးဝတွေးပြတ်တယ်အဲ့ဒါကသူတို့ရဲ့တွေးပြတ်စရာအကွက်တွေပြပမှာရှိတဲ့လူတွေကသူတို့ရဲ့စီးပွားရေးသူတို့သားသမီးတွေရဲ့စီးပွားရေးကိုအမြင့်မကျန်လန်ပစ်ဖို့ရတဲ့နီးရတယ်လို့ ਨੇ လောဘဲပေါင်းဝင်တယ်လဲစုထားတဲ့လူတွေအကုန်လုံးထခေါ်လောက်စရာရှိရပြတ်တသားလို့အဲ့ဒါနော်တွန်းဆုပ်ကြောက်ရှစ်လှုပ်ရှုပ်လုပ်နေလို့ရှိရင်ကျမအစောကြီးကလေးပြောနေမထူးရတော့ဘူးကျမတို့သူတို့လာပြီးတော့မှတိတ်တယ်ကျမတို့တောင်းပန်ကြည့်တယ်ဒီလိုလှုပ်ပေးပါတွက်ပေးပါလှုပ်ပေးတဲ့မျိုးစုံလှုပ်ပေးကြည့်တယ်မရဘူးမရတဲ့နီနောက်တန်တီးရပါရှိတယ်ဆိုတော့လုံးဝရေကုန်ကန်းကုန်လုပ်ရမယ်အရှိနေရေကုန်ခန်းကုန်မလုပ်လို့ရှင်တို့တွန်းဆုပ်နဲ့ရက်မယ်ဆိုလို့ရှိရင်တွေးထွက်အောင်အော်နေတဲ့ခေါင်းဆောင်တွေအရင်လိုပဲပြန်ပြီးအဖမ်းခံရပြီးကျိုးမိတ်တွေအပေးခံရမယ်ဆိုတာလုံးဝမမင်းနဲ့နင်တို့သားသမီးရင်တော့အဲ့ဒါငါတို့ရဲ့တူရဲခေါင်းတွေနော်တို့အဲ့ဒါတမြင့်ပြန်ဖမ်းပြီးရင်တို့နှိပ်ဆက်ပြလိုက်မယ်နီးမျိုးစုံငါတို့မှာရာဇဝင်ရှိပြီးသားနော်ရာဇဝင်ရှိပြီးသားအဲ့အရှိန်တွေကိုမရောက်နိုင်တဲ့နီးလန်းကိုအားလုံးဝိုင်းစဉ်းစားရမယ်အဲ့အရှိန်တွေမရောက်တဲ့နီးလန်းကိုအားလုံးဝိုင်းစဉ်းစားရမယ်
တို့တွေဆိုရင်ဒီနေ့သွားတယ်ငါတို့ရဲ့နိုင်ငံကဒီငါတို့တမန်တော်မဟုတ်တဲ့အတွက်ခွန်ငွေတွေမသွားသေးတော့တခါတည်းပြောရမယ်ဒါကပြောတဲ့ဘောင်ဒါစင်ကာပူရဲ့လောကဘယ်ဘုံမှသွားလို့မရဘူးတူကဘယ်နိုင်ငံရေးမှမပါဘူးဂျားနေတဲ့နိုင်ငံဒီအတွက်သူတို့နိုင်ငံမှာနိုင်ငံရေးလာမလုပ်နဲ့ဒါနိုင်ငံရေးလောက်တာမဟုတ်ဘူးငါတို့နိုင်ငံအရှင်တွေမကောင်းတဲ့အတွက်ခဏ stop ထားပြီဒါဆိုဒါအရှင်တွေကောင်းမဲ့ဒုတိယအရှင် cyber law လာမယ်ဆိုတဲ့ဆန္ဒပြမှာအဲ့တရုတ်နဲ့လောက်ထားတဲ့ business အကုန်လုံးကိုပြည်တွင်းမှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကအဲ့ကောင်တွေထုပြဖို့လိုတယ်ပြက်သားအဓိကကရင်ထုပြဖို့လိုတယ်သူတို့က cyber law ရဲ့ effect က cyber law ရဲ့ effect ကိုကျမတို့ internet ပေါ်မှာတင်ပေးမယ် cyber law ရဲ့ effect ကပြည်တွင်းရတဲ့တင်းတွေကပြည်တွင်းမှာပဲရှိနေရမယ်သူတို့ရဲ့ပြည်တွင်းရတဲ့တင်းကိုအပြည့်မပေါက်ရဘူးပြည်တွင်းမှာနေလို့သူတို့ရဲ့လူကိုဆဲလို့မရဘူးဆဲရင်လိတ်ဖမ်းမယ်ဆဲတာနဲ့သူတို့တန်းတီးတယ်တန်းတီးဖမ်းမယ်ကျမတို့အခုလောက်ထားတဲ့ဟာတွေကသူတို့ဆဲရင်လည်းသူတို့ဖမ်းလို့မရတဲ့နီးမျိုးတွေရှိနေတယ်နော်ထမ်းလို့မရတဲ့နီးမျိုးတွေရှိနေတယ်အဲ့ကြတော့သူတို့ကအဲ့ပြည်တွင်းပြည်ပါဒီတပြေးညီပြေးနေတဲ့ကျမတို့ဟာတော်တော်ထိရောက်နေတဲ့ခါသူတို့တွေးပြက်လာတဲ့ခါကျတော့ခွေးချစ် cyber law ဆိုပြီးထွက်လာတယ်အဲ့ဒီခွေးချစ် cyber law ကိုဖြို့ဖို့အတွက်ကလက်နဲ့ကိန်ထားတဲ့တိုင်းရင်းသားလက်နဲ့ကိန်ဖွဲ့တွေကဘာအတွက်လဲရှမ်းကလည်းရှမ်းလွတ်မြောက်ရေးအတွက်မလားကရင်ကလည်းကရင်လွတ်မြောက်ရေးအတွက်လို့နေတော့អော်ကြတယ်မလားအဲ့ဒီလွတ်မြောက်ရေးတက်အားလုံးကဘယ်နေရာမှာတာဝန်ရှိတယ်လဲဆိုတော့လောက်ထားတဲ့တရုတ်စီးပွားရေးအကုန်လုံးထုပလိုက်နော်ဒါများရှယ်နော်ဘဒူပါတူလဲဘာမှလုံနိုင်တာမဟုတ်လို့ဟုတ်ကဲ့ရှင်ကျမတို့ကဘာမှမလုံနိုင်ဘူးလေဒါကြောင့်ရှင်တို့ရဲ့ပြပဝင်ငွေတွေရမလားလို့စောင့်ကြည့်လိုက်ပေါ့ဘာလုံနိုင်လဲမလုံနိုင်လဲဆိုတဲ့ဟာကိုပြောလိုက်လေနင်တို့ရဲ့ပြပဝင်ငွေတွေမရှိဘဲနဲ့နင်တို့ဘလို့ဖင်ခံမလဲတရုတ်ကိုကြကြဘလောက်ဖင်ခံမလဲလို့နင်တို့မျိုးစင်ပေါင်ဆက်ပေးလိုက်ရင်တော့မှတရုတ်ကိုဖင်ခံလိုက်ရင်တော့မှနင်တို့ထမင်းစားဖို့နှစ်တရာတော့မလောက်ဘူးနော်ရှင်းလားအဲ့ဒါငါပြောလိုက်မယ်နင်တို့တွေအတွင်းထဲမှာတော့မှနင်တို့ကနင်တို့ဖာဆက်ခင်းပြီး18 plat တွေထွက်လာတာနင်တို့ဟာနင်တို့ကြည့်အဲ့ဒါအင်တာနက်အားကောင်းတော့နင်တို့က cyber law ကိုထားတယ်ဟုတ်လား cyber law ကိုထားလို့တယ်ဟုတ်လားအဲ့ကြောင့်ငါနိုင်ငံရေးတွေထဲမှာမပါရှင်လို့လုံနေတဲ့ CDM လုံတဲ့လိတ်လုံမဲ့လူတွေထဲမှာသူတို့ခမရလဲဒါဝင်ရမှာဆိုမဝင်ရမှာဆိုသူတို့ကဝင်လိုက်လို့လဲအဖမ်းခံရပြန်ရင်လဲထမင်းစားညက်မှာတစ်မျိုးပြောပြမနော်စစ်အောက်ပြန်ရောက်သွားခဲ့ရင်လဲမတော်မဆစစ်အောက်ပြန်ရောက်သွားခဲ့ရင်လဲငါတို့ဆိုတဲ့တစ်မျိုးကစိတ်ချ CDM လောက်တဲ့အမားတို့တွေအကိုတို့တွေလေးစားအပ်တဲ့ပြည်သူ့ကယ်တင်ရှင်ကြီးတွေစိတ်ချရှင်တို့လက်ထဲကိုပတ်စံဘလို့နီးနဲ့ရောက်မလဲဆိုတဲ့ဟာကိုကျမတို့လုံးဝအဲ့တခုကိုပဲ point နေနေတာအဲ့ဒါအမေရိကန်ကလည်းအဲ့တခုပဲနင်းတာနော်လုံးဝသူပြောတဲ့စကားလုံးထဲမှာအဲ့တက်ရောက်မှုဆိုတာအဲ့ဒါကိုပြောတာသူတို့ရဲ့အစိုးရဖက်ပဲထိပြီးတော့မှပြည်သူလူထုမထိသွားတဲ့တက်ရောက်မှုမျိုးဘလို့ထောက်ပံ့မျိုးပေးမယ်ဆိုတာအဲ့ဒါကိုပြောတာဒါရှင်းရှင်းလေးကျမလူထုကဒီလိုရှာပြမှတိမှမလို့ရှာပြတာကျမလူထုကဒီလိုရှာပြမှတိမှမလို့ရှာပြတာဘာလို့ CDM လောက်တင်တယ်လဲဆိုတဲ့ဟာကိုပြောပြတာမကြောက်ပဲနဲ့လုံးဝအဆင်ပြေမယ်အဲ့ဒါကိုပြောတာနော်အဲ့ဒီတော့ကြောင့်မလို့ဆန္ဒပြနေတဲ့လူတွေလည်းကိုယ့်ဟာကိုယ်ဖြူအားဆွဲဘာလို့ရမလဲပြည်ပကလူကလည်းဘာလို့တင်တယ်လဲရှေ့နေတွေကလည်းဆန္ဒပြမဲ့အစားဘယ် point နဲ့ဘလို့တရားရုံးတွေမှာတရားဝင်အောင်ဘသူကဘလို့လောက်သွားတယ်ဘသူကဘလို့လောက်သွားတယ်အမှုတွေသူတို့ဘက်ကိုတင်လို့ရတဲ့ဟာတွေကိုရအောင်တင်ထားအဲ့လိုပဲပြပရမယ်ကရှိတဲ့လူကလည်းရသမျှဓာတ်ပုံထွက်လာသမျှပုံတွေအကုန်လုံးဒီနေ့ဓာတ်ထုံးမှုဖြစ်တဲ့ပုံတွေမှာစဒါပုံရိပ်တွေဒါဘယ်လေရင်မှတော့ဝင်လို့မရဘူးထောက်ပြသွားတာရှမ်းကိုရီးယားရှမ်းထောက်ပြသွားတာစေးလာလူတဲ့လေရင်တော့ဝင်လို့မရဘူးတရုတ်လေရင်ကြတော့ဝင်လို့ရတယ်ပြောတော့ C4 လို့ပြောတယ်ကလေးတွေကဆန္ဒပြနေတာ C4 မဟုတ်ဘူးဒီမှာအထက်ထက်ကလူယုံတွေပို့လာတဲ့ဓာတ်ပုံကဒီဟာဆိုပြီးရှားပြတယ်စောက်ရှက်ရပြန်ကွယ်ရောအဲ့ကြတော့တရုတ်ကဘူးဖင်ပိတ်ညင်ရောဘူးဖင်ပိတ်ညင်ရောဟုတ်လားဘူးဖိပိတ်ညင်ရောအဲ့မျိုးတွေအဲ့ဒီကြတော့မြင်လာရပြီဘာဖြစ်လဲဆိုတော့ခါကျတော့တန်ပုံးတီးတဲ့လူတွေနီးလာပြီအချိန်လဲနီးလာပြီဆိုတော့ကျမရဲ့ live ကိုရက်မယ်တန်ပုံးကတီးရတော့မှာဆိုတော့အကုန်လုံးတန်ပုံးတီးဖို့မမေ့ပါနဲ့တန်ပုံးကိုပိုတီးပေးပါကိုလူကိုကိုခဲလောက်ပါမပါသွားစေနဲ့ကိုကလည်းကိုလောက်ပါပါလာတဲ့ရဲဘက်တွေကိုတန်မိုးတထားနဲ့ကိုကလည်းကိုပြန်ပြီးတော့မှအရှင်းရှင်းကပြန်ကွယ်နိုင်အောင်လုပ်ပါမတော်မဆသူတို့ရဲ့ cyber ဆိုမှ cyber ရှိရဆိုပြီးဖင်ရနေတဲ့အကောင့်တွေကိုလေတခါလဲ cyber လာရင်ဘာလုပ်ရမယ်ဆိုတာအရှင်းရှင်းထုထားပါအရှင်းရှင်းထည့်ထားပါနော်အဲ့ဒီအတွက်ကြောင့်မလို့သူတို့စောက်ဖေရတဲ့အမှုကကြာတော့ပေါ်ပြီးတော့မှသူတို့ဂျောင်းတော့မှဂျလကီဂျောင်းတော့မှသူတို့ကတရားတရောထိုးပြီးတော့မှလေကျွဲနာမှာတရောတယ်မှနားမလဲတာကျွဲနာမှာတရောထိုးပြီးတော့မှဒါလေးဒီလိုထုတ်ပြီးပေးလိုက်ပါတောင်းရင်တောင်းလို့ရမှာမဟုတ်ဘူးသူတို့ကတရောထိုးတာမကြိုက်ဘူး
အဲ့ဒီအတွက်ကြောင့်မို့ကျမတို့တရောထိုးလို့မရဘူးအချင်းချင်းကဒါကို share ပြီးတော့မှ like မပြတ်ခင်မှာဒါတွေအကုန်လုံးလှုပ်တင်တဲ့ဟာတွေလှုပ်လိုက်ပါဒါတွေရေးတဲ့ဟာကဒီ CDM လှုပ်ရှားမှုရဲ့တက်ရောက်မှုကိုအဓိကပြောချင်တာက CDM လှုပ်တဲ့ကျေးဇူးရှင်နေเนาะ CDM လောက်တဲ့ကျေးဇူးရှင်နေကျမတို့ရဲ့ကျေးဇူးရှင်နေတကယ်အဓိကပင်ရဲ့ကျေးဇူးရှင်နေအကုန်လုံးကကျမတို့ရှင်တို့လက်ထဲကိုဘလို့နီးနဲ့ဘာရောက်သွားဖို့အတွက်စ조사နေပါတယ်အဲ့အတွက်လုံးဝမပူပါနဲ့ရှင်တို့အတွက်တောက်ခံမိပါတစ်လားဆိုသူတို့ budget တော်ထိပြီเนาะတစ်လားဆိုရင်သူတို့ budget တော်ထိပြီအဲ့ဒီဟာတွေအကုန်လုံးကိုကျမတို့အမေရိကန်တမန်မှာဘယ်နှစ်ဘီလီယံလဲသူတို့ရဲ့စီးပွားရေးတွေသူတို့သားသမီးတွေလုံနေတဲ့စီးပွားရေးတွေဘလောက်လိုက်တဲ့ဟာတွေမပါသေးဘူးနော်အဲ့ဒါတွေမပါသေးဘူးမြဝတီတည်င်းသမားနဲ့မြမအတန်မြဝတီနဲ့မြမအတန်ဖေအားထွက်လာတယ်ဆိုရင်တို့သိပေါ့နော်သူတို့ကဒါလွတ်ဆိုအဲ့ဟာယူကြောက်နဲ့လွှဲရမှာပဲသူတို့ကလူရွှေထွက်လာပြီးလွှဲရမှာပဲသူတို့လွတ်နေတဲ့ဟာစောက်တလွဲတွေလက်စောက်တလွဲတွေကိုနားထောင်နေလို့ကတော့စောက်လို့ဖြစ်တော့မှာမဟုတ်ဘူးမြန်မာပြည်လည်းအစောကြီးလည်းသိတယ်အရင်တော့ BBC နဲ့ RFA တာမကယ်ခဲလို့ရှိရင်ငါတို့မြန်မာကဘာကြီးကိုအလင်းပေါက်မှာမဟုတ်ကဘာကြီးကိုအလင်းရောက်လာကြမှာမဟုတ် BBC နဲ့ RFA ကမဟုတ်မဟတ်ပြောပါတယ်ဆိုသူတို့ကပြောမယ် BBC နဲ့ RFA ကရတဲ့သတင်းတွေအကုန်လုံးကိုပို့ရတာသူတို့တွေဒါပြီး share ကပြောတယ်ပြောမယ်သတင်းမားနေတာသူတို့သတင်းတွေကလေးတွေကထောက်ပြတယ် point နဲ့ဒါဘယ်တော့မှပုံကြီးပါအခုမှတင်လာပါတယ်ပကခါတဲ့ထောက်ပြလာတာဘလောက်တောင်မှတော်နေကြတယ်လဲလို့ IT ခစ်တယ်မှာဘလောက်တွေတောင်မှကလေးတွေထက်မြက်နေကြတယ်လဲလို့နော်အဲ့ဒါတမိဘနဲ့တန်းတော့ပုံသူတို့ပြန်တင်နေတယ်ဘယ်တော့ပုံတွေဘယ်တော့ဟာဒီကဘူးကယူနဲ့ထတင်ပြီးတော့မှထပြီးတော့မဲဆွဲနေလဲတော့မသိဘူးပေါ့နော်ဟုတ်လားအဲ့လိုမျိုးတွေရှိတယ်နော်အဲ့ဆိုတန်ပုံတီးလိုက်ဦးနော်အားလုံးပဲဘိုင်ဘိုင်မကြီးလည်းတန်ပုံတီးရတော့မယ်ဘိုင်ဘိုင်တရှင်းဆိုရတော့မယ်တန်ပုံတီးမယ်နော်တူနော်